ကျွန်တော်လေရင်ပေါ်တက်ချင်းပထမဆုံးလုပ်ခဲ့တဲ့အရာကတော့လေရင်ပေါ်မှာရှိသမျှရေကုန်လုံးကိုဝယ်လိုက်တာပါပဲလူတိုင်းကကျွန်တော်ကိုရင်ငတ်လွန်းလို့ယူနေတဲ့အထင်နဲ့ဝိုင်းရကြပေမဲ့သူတို့တခုမှမသိကြပါဘူးတကယ်တော့ကျွန်တော်ဟာအတိတ်ဘဝကနေပြန်လည်မွေးဖွားလာသူတစ်ယောက်ပါဒီလေရင်ခီးစဉ်မှာတင်ကျွန်တော်ဟာကြောက်မက်ဖွယ်ကောင်းတဲ့မိုးသက်မုန်တိုင်းတစ်ခုနဲ့ကြုံတွေ့ခဲ့ရဖူးပါတယ်လျှက်စီးကအင်ဂျင်ကိုထိမှန်သွားခဲ့ပြီးအဲ့ဒီမတော်တဆမှုကြောင့်ခရီးသည်80%လောက်အသက်ဆုံးရှုံးခဲ့ရပါတယ်ကျွန်တော်ကတော့ကံကောင်းထောက်မစွာနဲ့အသက်ရှင်ကျန်ရစ်ခဲ့ပေမဲ့လူသူမရှိတဲ့ကျွန်းပြက်တစ်ခုပေါ်မှာတောင်တင်နေခဲ့ရတယ်ကျွန်းပေါ်မှာအစားအသောက်ရောရေချိုပါမရှိခဲ့ပါဘူးဒါတောင်မှကျွန်တော်တို့ဟာအဲ့ဒီကျွန်းပေါ်မှာအသက်ရှင်တန်နိုင်ဖို့3နှစ်ကြာအောင်ရုန်းကန်ခဲ့ကြရပါတယ်ပြီးတော့တနေ့မှာပဲပင်လယ်ရေအောက်မှာယတနာတွေရှိနေတယ်ဆိုတာသူတို့သိသွားကြတယ်အဲ့ဒီယတနာထဲမှာတော့စခန်းတစ်ခုရဲ့တော့ရှိနေပါတယ်စခန်းထဲကလှေတွေကသူတို့ကိုကျွန်းကနေလွတ်မြောက်အောင်ကူညီပေးနိုင်မှာပါဒါကြောင့်ကျွန်တော်နဲ့ကျွန်တော်ရီးစားဟာယတနာကိုရှာဖို့ပင်လယ်ထဲငုတ်ခဲ့ကြပါတယ်ဒါပေမဲ့ယတနာကိုတွေးလိုက်ယုံတင်ရှိသေးတယ်ကျွန်တော်ရီးစားကနောက်ကျောကနေကျွန်တော်ကိုရုတ်တရက်တိုက်ခိုက်ပြီးတွန်းချကတယောက်တည်းထွက်ပြေးသွားခဲ့တယ်သူဟာကျွန်တော်အပေါ်အကြာကြီးကလေးကတစ္ဆာဖောက်နေခဲ့တာဖြစ်နေပါတယ်သူကျွန်တော်အနာကိုကတ်ခဲ့တာဟာဒီယတနာတစ်ခုတည်းအတွက်ကြောင့်ပါပဲကျွန်တော်အဲ့ဒီမှာတင်တေးရတော့မယ်လို့တွေးနေချိန်မှာကံကောင်းထောက်မစွာနဲ့ပဲတခြားမိန်းကလေးတစ်ယောက်ကကျွန်တော်ကိုလာကယ်ခဲ့ပါတယ်အဲ့ဒီအချိန်ကျမှပဲကျွန်တော်ရီးစားရဲ့တကယ်မျက်နှာဖုံးမှန်ကိုကျွန်တော်မြင်လိုက်ရတော့တယ်သူတို့ကိုနောင်တရစေရမယ်လို့ကျွန်တော်ကြိမ်ဆိုခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီနောက်မှာတော့ဆူနာမီလှိုင်းလုံးကြီးတစ်ခုရုတ်တရက်ရိုက်ခတ်လာပြီးအရာအလုံးကိုဖျက်ဆီးပစ်လိုက်ပါတော့တယ်ကျွန်တော်ဘဝရဲ့နောက်ဆုံးချိန်မှာတန်ဖိုးမရှိတဲ့လူတစ်ယောက်အတွက်နဲ့ဘဝကိုအလတ်ဟာဖြုံးတီးခဲ့မိတာကိုနောင်တရမိတယ်လို့ကျွန်တော်ကိုကယ်ခဲ့တဲ့မိန်းကလေးကိုလည်းကျေးဇူးတင်ချင်မိခဲ့တယ်ဖခင်သခင်ကကျွန်တော်ရဲ့နောင်တရားကိုကြားသွားခဲ့လို့ထင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်မျက်လုံးပြန်ဖွင့်လိုက်တဲ့အချိန်မှာလွန်ခဲ့တဲ့3နှစ်ကဒီလေရင်ပေါ်မှာပဲပြန်ထိုင်နေမိလို့ပါမိုးတက်မုန်တိုင်းမကြရောက်ခင်မိနစ်20ပဲလိုပါတော့တယ်ကျွန်တော်အဲ့ဒီမိန်းကလေးကိုရှာပြီးအတူတူအသက်ရှင်အောင်လွတ်မြောက်ဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကျွန်တော်ရီးစားကသူ့ဘာလို့ economy class လက်မှတ်ပဲရတာလဲဆိုပြီးလာပြစ်တင်มาတော့တယ်ကျွန်တော်ကတော့သူ့အကြောင်းကိုအထွင်းအဖောက်သိမြင်နေပြီမို့လို့အဲ့ဒီနေရာမှာတင်ချက်ချင်းလမ်းခွဲလိုက်ပါတယ်အဲ့ဒီနောက်အဲ့ဒီမိန်းကလေးကိုလိုက်ရှာပြီးဘာတွေဖြစ်တော့မယ်ဆိုတာကိုတွားပြောပြပေမဲ့သူကကျွန်တော်ကိုလုံးဝမသိတဲ့ပြင်လေရင်မယ်တွေကိုပါလှမ်းခေါ်လိုက်ပါတယ်လေရင်မယ်တွေကလည်းခီးတဲ့ကိုမနှောက်ယှက်ဖို့ကျွန်တော်ကိုသတိပေးကြတယ်ကျွန်တော်လည်းစိတ်ပြအားငယ်သွားတာနဲ့လေရင်ပေါ်ကနေအတင်းဆင်းဖို့အရေးပေါ်ထွက်ပေါက်စီကိုပြေးသွားမိတော့လူတိုင်းကကျွန်တော်ကိုယူနေတယ်လို့ထင်ကုန်ကြပြန်တယ်အပြင်မှာရာသီဥတုကတာယာနေတာပဲဘဲကနေမိုးတက်မုန်တိုင်းကျလာမှလဲပေါ့အဲ့ဒီအချိန်မှာလေရင်ကစတင်ပြန်တက်နေပြီဖြစ်လို့ကျွန်တော်ဟာအဲ့ဒီကျွန်းပြက်ပေါ်ကိုပဲထပ်ပြီးရောက်ရတော့မဲ့ကံကြမ္မာပါပဲဆိုတာသဘောပေါက်သွားပါတယ်ဒါကြောင့်ကျွန်တော်ဟာရေရှိသမျှအကုန်လုံးကိုအသေးအတန်ဝဲစုလိုက်ပါတော့တယ်မကြခင်မှာပဲကျွန်တော်ရဲ့ဟောကိန်းကမှန်လာခဲ့ပါတယ်လေရင်ဟာအဲ့ဒီကျွန်းပြက်ပေါ်ကိုပဲထပ်ပြီးပြက်ကျသွားခဲ့တယ်အခုကျွန်တော်ဆက်ပြီးရင်ဆိုင်ရမယ့်အရာကတော့အဲ့ဒီဆူနာမီလှိုင်းလုံးကြီးပါပဲမုန်တိုင်းမတိုက်ခင်ဘေးလွတ်ရာကိုပြေးနိုင်ဖို့အတွက်အဲ့ဒီမိန်းကလေးကိုစတင်ရှာဖွေခဲ့ပါတယ်ဒါပေမဲ့သူ့အစားလေရင်မယ်ကိုပဲတွားတွေ့ခဲ့တယ်သူ့ကိုပြန်တတိရအောင်လုပ်ပေးပြီးနောက်မှာတော့အဲ့ဒီမိန်းကလေးကိုဆက်ရှာခဲ့ပါတယ်ကံကောင်းထောက်မစွာနဲ့အဲ့ဒီမိန်းကလေးကလည်းလေရင်ပြက်ကျမှုမှာမတေဆုံးခဲ့ပါဘူးဒါပေမဲ့သူဟာတခြားအသက်ရှင်ကျန်ရစ်သူအုပ်စုတစုရဲ့တစခံဖြစ်ဖမ်းဆီးခြင်းခံထားရပါတယ်